1930 ခုနှစ်အဖြူမဲရုပ်ရှင်ရုံတစ်ခုထဲမှာတော့လူအများစိတ်ဝင်စားနေကြတဲ့ကမ္ဘာလက်စွန့်စားသူ Charles Mann အကြောင်းကိုပြသနေခဲ့ပါတယ်။သူဟာ Spirit of Avenger လို့ခေါ်တဲ့လေသင်္ဘောကြီးကိုတီထွင်ထားပြီးသူ့ရဲ့နောက်လိုက်ခွေးတွေနဲ့အတူကမ္ဘာအနှံ့ကိုစွန့်စားခန်းထွက်နေသူဖြစ်ပါတယ်။ Charles Mann ဟာတောင်အမေရိကတိုက်က Paradise Fall လို့ခေါ်တဲ့နိဗ္ဗာန်ရေတံခွန်ကြီးကိုရှာဖွေတွေ့ရှိခဲ့ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီနေရာအချိန်ကာလတွေပျောက်ဆုံးနေတဲ့ကမ္ဘာလို့တောင်တင်စားရလောက်အောင်လောက်ပပြီးလူတူတွေမရောက်နိုင်လောက်အောင်မတ်ဆောက်တဲ့တောင်ကပယံကြီးပေါ်မှာတည်ရှိနေခဲ့ပါတယ်။သူဟာရေတံခွန်ကနေအမြင့်73ပေလောက်ရှိတဲ့အေယာမငှက်ကြီးတစ်ကောင်ရဲ့အယိုးစုကိုရှာဖွေတွေ့ရှိခဲ့ပြီးယူဆောင်လာခဲ့ပါတယ်။သိပ္ပံပညာရှင်တွေကတော့အယိုးစုဟာအတုဖြစ်တယ်လို့ Charles Mann ကိုဆွဆွဲပြောဆိုခဲ့ကြပါတယ်။ဂုံတိတ်ခါကျဆင်းသွားတဲ့ Charles Mann ဟာအဲ့ဒီငှက်ကိုအရှင်ဖမ်းပြီးယူလာပြမယ်။မတွေ့ရင်လုံးဝပြန်မလာဘူးလို့ပြောပြီးလေသင်းဘောနဲ့အတူ Paradise Fall ကိုထပ်မံထွက်ခွာသွားခဲ့ပါတယ်။ရုပ်ရှင်ုံထဲမှာတော့ Carl Fredricksen ဆိုတဲ့ကောင်လေးဟာဒီသတင်းကိုကြည့်ပြီး Charles Mann ရဲ့စွန့်စားခန်းတွေကိုစိတ်ကူးရင်အားကျနေခဲ့ရပါတယ်။တနေ့မှာတော့ကောင်လေးဟာအရင်စကားများတဲ့ Ellie ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ကြပါတယ်။သူတို့နှစ်ယောက်စလုံးမှာတူညီတဲ့အိမ်မက်တွေရှိကြပြီးအဲ့ဒါကတော့ Paradise Fall ကိုစွန့်စားခန်းခီးထွက်ဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲနှစ်ယောက်သားယဉ်နီးလာခဲ့ကြပြီးရှစ်တူဘဝကနေအိမ်ထောင်ပြုခဲ့ကြပါတယ်။သူတို့ဆုံခဲ့တဲ့အိမ်လေးကိုပဲပြန်လည်ပြုပြင်ပြီးနှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြပါတယ်။နှစ်ယောက်သားကလေးယူဖို့ဆုံးဖြတ်ခဲ့ကြပေမဲ့စိတ်မကောင်းစွာနဲ့ပဲအဲလီဟာကလေးမရနိုင်တာကိုသိသွားခဲ့ပါတယ်။ Fredricksen ဟာဇနီးဖြစ်သူကိုနှစ်သိမ့်ပေးဖို့အတွက်ငယ်ဘဝအိမ်မက်တွေဖြစ်တဲ့နိဗ္ဗာန်ရေတံခွန်ကိုတောင်းဖို့ပတ်စံဆဆူခဲ့ကြပါတယ်။လက်တွေ့ဘဝဆိုတာစိတ်ကူးရင်ကြောင်မလွယ်ကူနေတာမို့အကြောင်းမျိုးမျိုးကြောင့်ပဲအရေးပေါ်အခြေအနေကြုံလာတိုင်းမှာစူပူးလေးကိုဖောက်သုံးခဲ့ရတာမလို့သူတို့ရဲ့အိမ်မက်ဟာလည်းတဖြည်းဖြည်းနဲ့ဝေးကွာလာခဲ့ရပါတယ်။ဒီလိုနဲ့အချိန်ကြီးခွန်လွန်သွားပြီးနှစ်ယောက်သားအိုမင်းလာပေမဲ့အချစ်တွေကတော့နှုတ်ပြနေစေဖြစ်ပါတယ်။ Fredricksen ဟာ Ellie ကိုအံ့အားသင့်စေဖို့အတွက် Paradise Fall ကိုသွားဖို့လေယာဉ်လက်မှတ်တွေဝယ်ယူခဲ့ပေမဲ့အရန်ကိုနောက်ကျသွားခဲ့ပြီးဖြစ်ပါတယ်။ Ellie ဟာကျမ်းမာရေးရွှင်ရင်းလာပြီး Fredricksen ရဲ့လက်ထဲမှာပဲကွယ်လွန်သွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲ Fredricksen ဟာအထီးကျန်ပြီးစီစာကြောင်တဲ့အဖိုးကြီးတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။အသက်အရွယ်အိုမင်းလာတဲ့ Fredricksen ဟာဒုက္ခနဲ့လမ်းလျှောက်နေရပြီးအသက်အဆင်းလုပ်ဖို့ဆက်လေကားကိုတောင်အားကိုးနေရပြီးဖြစ်ပါတယ်။ Fredricksen ကိုလာခေါ်ဖို့အတွက်ဘိုးဘွားရိပ်သာကနေစာတစောင်ပို့လာပြီးအိမ်ပက်ပက်လယ်မှာတော့မြို့ပြစီမံကိန်းအတွက်အိမ်အဟောင်းတွေကိုဖျက်ပြီးအဆင့်မြင့်တိုက်ခန်းတွေကိုပြန်လည်ဆောက်ဖို့အတွက်သူ့ရဲ့အိမ်ကိုဈေးနှစပေးပြီးဝယ်နေပေမဲ့ Fredricksen ကတော့ငါတေမရမယ်ဆိုပြီးဒေါ်ရာတကြီးနဲ့ပြန်လည်ပြောဆိုခဲ့ပါတယ်။မကြာခင်မှာပဲ Russell လို့ခေါ်တဲ့ဝါတုတ်တုတ်နဲ့ကောင်လေးတစ်ယောက်ရောက်လာပြီးသူ့ကိုယ်သူတဘာဝစူးစမ်းလေးလာသူဆိုပြီးမိတ်ဆက်နေခဲ့ပါတယ်။ကောင်လေးဟာအငယ်တန်းစူးစမ်းလေးလာသူစုတစိတ်များစွာကိုချိတ်ဆွဲထားပြီးစီနီယာအဆင့်ရောက်ဖို့အတွက်လိုအပ်နေတဲ့တစ်ခုတည်းသောတစ်စိတ်ဟာတက်ကြီးရွယ်အိုတွေကိုကူညီရမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ Fredricksen ဟာအကူအညီမလိုကြောင်းပြောခဲ့ပေမဲ့ကောင်လေးဟာအိမ်ရှိကနေမခွာပဲပေကက်နေတာကြောင့်သူ့အိမ်ဘေးမှာစနိုက်ငှက်တစ်ကောင်တောင်းကျမ်းနေတယ်ဆိုပြီးဖမ်းပေးဖို့လိန်ပြောလိုက်ရပါတယ်။ဒီလိုနဲ့ဆောက်ရွက်ရေးကားတစ်စီးဟာမတော်တဆစားတိုက်ပုံးကိုတိုက်မိသွားခဲ့ပါတယ်။ Fredricksen ဟာဒေါသထွက်ပြီးဒုက္ခနဲ့ရိုက်လိုက်လို့နဖူးကွဲပြီးဒီရွယ်မှအမှုပါရင်ဆိုင်လိုက်ရပါတယ်။တယောက်တည်းဆွေမရှိမျိုးမရှိတဲ့အဖိုးကြီးကိုဘိုးဘွားရိပ်သာကနေမနှက်ဖြန်လာခေါ်တော့မှမလို့Fredricksen ဟာလည်းအယံဝန်းနေနေပြီးငယ်ငယ်က Ellie ပေးခဲ့တဲ့စွန့်စားခန်းစာအုပ်ကိုကြည့်ကာဆွတ်နေခဲ့ရပါတယ်။မနေ့ရောက်တော့ဘိုးဘွားရိပ်သာကဝန်ထမ်းတွေရောက်လာက Fredricksen ကိုလာခေါ်နေကြပါပြီ။နောက်ဆုံးအနေနဲ့အိမ်လေးကိုနှုတ်ဆက်ပြီးလိုက်ခဲ့မယ်ပြောကာကားထဲမှာစောင့်နေဖို့ပြောလိုက်ပါတယ်။ရုတ်တရက်ပဲ Fredricksen ရဲ့အိမ်မီခိုးတိုင်ကနေရောင်စုံမိုးပြန်ပူပေါင်းတွေများစွာထွက်ပေါ်လာပြီးဝန်ထမ်းတွေကတော့နားမလည်နိုင်ပဲအံ့အားသင့်စွာငေးကြည့်နေခဲ့ရပါတယ်။လေထုဖိအားနဲ့မိုးပင်ပူပေါင်း1000ကျော်ဟာအိမ်ကြီးရဲ့အလေးချိန်နဲ့ကဘာမြေရဲ့ဆွဲအားကိုဆန့်ကျင်ပြီးတဖြည်းဖြည်းနဲ့လေပေါ်မြောက်တက်လာခဲ့ပါတယ်။ Fredricksen ကတော့အရန်ကိုစိတ်လှုပ်ရှားနေပြီးအိမ်ကြီးဟာလည်းမိုးပင်ပူပေါင်းတွေနဲ့အတူကောင်းကင်ဘက်ကိုပြန်တက်သွားခဲ့ပါတယ်။လုံလောက်တဲ့အမြင့်ပေကိုရောက်သွားတဲ့အချိန်မှာတော့ Fredricksen ဟာတောင်အမေရိကအစွန်မှာရှိတဲ့ Paradise Fall ကိုတောဖို့အတွက်မြေပုံစာအုပ်နဲ့လမ်းညွန်တန်လိုက်အညောင်ကိုထုတ်ပြီးအိမ်ရဲ့ပြတင်းပေါက်ကနေပဲ့ထိန်ကိုစတင်ထုတ်လွှတ်လိုက်ပါတယ်။နှစ်ယောက်တူမှတ်ခဲ့တဲ့အိမ်မက်ကိုအကောင့်တွေဖော်ဖို့စတင်ထွက်ခွာလာပြီးEllieကိုနှုတ်ဆက်ရင်းအချိန်ဟုန်ပြင်းစွာတောင်ဘက်ကိုစတင်ရက်လင့်လာခဲ့ပါတယ်။ဒီလိုနဲ့ရုတ်တရက်တကားခောက်တန်ကြားလို့ဖွင့်ကြည့်လိုက်တော့ဝတ်တုတ်ကောင်လေးဟာအိမ်ရှိဝရန်တာကနေပြုတ်ကျလူဆဲဆဲကပ်ပါလာတာကိုတွေ့လိုက်ရပါတယ်။အိမ်ထဲဝင်ခွင့်ပေးလိုက်ပြီးကောင်လေးဟာလေပေါ်ပြန်နေတဲ့အိမ်ထဲတစ်ခါမှမရောက်ဘူးကြောင်းနဲ့ပျောက်ဆုံးနေတဲ့နိဗ္ဗာန်ရေတံခွန်စီတွားနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ Russell ဟာတအိမ်လုံးကိုပတ်မွေနေပြီးပဲ့ထင်းကိုတောဆော့နေလို့အိမ်ကြီးဟာလည်းလှုပ်ရမ်းနေပါတော့တယ်။ကြောက်ကလေးကစကားအရမ်းများပြီးတော်တော်အာယုံနှောက်ဖို့ကောင်းတာမို့Fredricksen ဟာနားကြားဆက်ကိုပိတ်ထားလိုက်ရပါတယ်
မကြာခင်မှာပဲကောင်းကင်ထက်မှာမောင်မဲနေတဲ့မုန်တိုင်းကြီးတစ်ခုဟာသူတို့သွားရလမ်းကြောင်းတစ်လျှောက်မှာစတင်ရောက်ရှိလာခဲ့ပါတယ်။ Fredrickson ဟာပက်ထိန်ပြီးအမြင့်ဆုံးလမ်းကြောင်းပြောင်းဖို့ကြိုးစားခဲ့ပေမဲ့မိုးပြန်ပူပေါင်းတွေဟာမုန်တိုင်းရဲ့ဆွဲယူစားတုံးခြင်းကိုခံနေရပြီးဖြစ်ပါတယ်။ခဏအတွင်းမှာပဲမုန်တိုင်းထဲဝင်ရောက်သွားပြီးအိမ်ကြီးတစ်ခုလုံးဟာလည်းထိမရအောင်လှုပ်ရမ်းလာကပစ္စည်းတွေအားလုံးလည်းပြုတ်ကျပျက်စီးပြီး Fredrickson ကတော့သူတန်ဖိုးထားတဲ့ပစ္စည်းတွေကိုလိုက်ကောက်ရင်းအိမ်ထဲမှာပဲအိပ်ပျော်တော့ခဲ့ပါတယ်။အဖိုးကြီးပြန်နိုးလာတော့ကောင်လေးဟာမုန်တိုင်းစီကနေလွတ်အောင်မောင်းနှင်လာခဲ့ကြောင်းပြောပြလာပါတယ်။ပထင်းပေါက်အပြင်ကနေလမ်းကြည့်လိုက်တော့သူတို့ရဲ့အိမ်ဟာကမ္ဘာဆွဲငင်အားနည်းတဲ့တိမ်တွေရဲ့အထက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကောင်လေးကစူးစမ်းလေးရာရေး GPS ကိုတုံးပြီးတောင်မေရီကတိုက်ကိုမရအောင်မောင်းလာခဲ့ကြောင်းရှင်းပြနေတော့မတော်တဆနဲ့ GPS လည်းပြုတ်ကျသွားခဲ့ပြန်ပါတယ်။ Fredrickson ဟာအောက်ဆင်းဖို့ဘူပေါင်းကျိုးနှဲငယ်ဖြတ်ချပြီးနှစ်ယောက်သားတိမ်တွေထဲကိုဆင်းလာခဲ့ကြပါတယ်။မြူခွေးတွေကြောင်းမှာတော့ထူးဆန်းတဲ့ကြောက်တောင်ကြီးတွေ့ခဲ့ရပြီးသူတို့ရဲ့အိမ်ကြီးဟာမြေပြင်နဲ့တိုက်မိသွားပြီးနှစ်ယောက်သားပြုတ်ကျသွားခဲ့ပါတယ်။အိမ်ကဆက်သွားနေလို့တွဲလောင်းပြနေတဲ့ရေပိုက်ကောင်းကိုလိုက်ဆွဲထားခဲ့ရပါတယ်။မကြာခင်မှာပဲမြူတွေအားလုံးရှင်းသွားပြီးသူတို့ချနေတဲ့နှိပ်ပင်ရေတပွန်ကြီးကိုစတင်မြင်တွေ့လိုက်ရပါတယ်။ဒီနေရာကအရန်ကိုလှပပြီးမြင့်မားတဲ့တောင်ကပင်ပေါ်မှာတည်ရှိနေတာကြောင့်လူသူရောက်ပေါက်မြင်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲလူတွေရှာမတွေ့နိုင်တဲ့အပင်မျိုးစိတ်တွေနဲ့တတဝါတချို့ဟာဒီဒေသမှာနေထိုင်ကြတာဖြစ်ပါတယ်။နှစ်ယောက်သားအိမ်ကိုတွဲလောင်းဆွဲထားရင်းရေတကွန်ကြီးရဲ့ဘေးမှာအီလီရဲ့အိမ်လေးကိုထားဖို့စိတ်ကူးရတော့ခဲ့ကြပါတယ်။ဒီလိုနဲ့နှစ်ယောက်သားခါမှရှိနှောင်ပြီးအိမ်ကိုလမ်းလျှောက်တည်တော့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုနဲ့ခီးဆက်လာပြီးတောနက်ထဲကိုတဖြည်းဖြည်းနဲ့ရောက်လာခဲ့ကြပါတယ်။ Fredrickson ကအရန်ကိုစိတ်အားထက်သန်နေပေမဲ့ Russell ကတော့လမ်းလျှောက်ရတာအရန်ပြင်းလို့ဤပါရှင်လို့ခဏနားဖို့အတွက်ပြောနေခဲ့ပါတယ်။ Fredrickson လည်းမင်းနာမြင်မြင်မလာရင်ကြားတွေကမင်းကိုကိုက်စားသွားလိမ့်မယ်လို့ရှင်းလျှောက်ပေမဲ့တောင်အမေရိကမှာကြားမရှိဘူးလို့တတဗေရမှာတင်ရကြောင်း Russell ကပြန်ပြောလိုက်ပါတယ်။နှစ်ယောက်သားခဏနားဖို့ဆုံးဖြတ်လိုက်ကြပြီးကောက်လေးကတော့တောထဲမှာပထမဆုံးဤပါရမှာမို့အရန်ပျော်နေခဲ့ပါတယ်။ဤပါပြီးကောင်လေးဟာငှက်ချီရကြီးတစ်ခုကိုတွေးလိုက်ရတာကြောင့်စနိုင်းငှက်လို့ထင်ပြီးအနောက်ကနေလိုက်သွားခဲ့ပါတယ်။သူကချောကလက်ကိုထုတ်စားနေတော့ငှက်နှုတ်တီးတစ်ခုပေါ်လာပြီးသူ့ရဲ့ချောကလက်ကိုလာကိုက်စားပါတယ်။ပြီးမှအေယာမငှက်ကြီးတစ်ကောင်ပေါ်လာပြီးအချိန်ခဏအတွင်းမှာပဲ Russell နဲ့ငှက်ကြီးဟာအရန်ကိုရင်းနှီးသွားခဲ့ကြပါတယ်။ကောင်လေးဟာငှက်ကြီးကိုဒူရိုနဲ့အတူခေါ်သွားဖို့မောင်းဆိုနေပြီး Fredrickson ကတော့ငှက်ကိုမောင်းထုတ်နေလို့ငှက်ကြီးဟာ Fredrickson ကိုရန်ရှာနေခဲ့ပါတယ်။ Russell ဟာငှက်ကြီးကိုကယ်ပင်လို့အမည်ပေးလိုက်ပြီးအဖိုးကြီးဟာသူ့မိတ်ဆွေဖြစ်ကြောင်းရှင်းပြလိုက်မှကယ်ပင်လည်းညင်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သွားနေတဲ့နောက်ကို Russell ကချောကလက်သုံးတွေချပြီးကယ်ပင်ကိုရအောင်ခေါ်လာခဲ့ပါတယ်။လမ်းမှာတော့ကြောက်ဆောင်တစ်ခုကနေရုတ်တရက်လူစကားတန်တစ်ခုကြားလိုက်ရပါတယ်။အဲ့ကနေခွေးတစ်ကောင်ထွက်လာပြီးအဲ့ဒီခွေးရဲ့လယ်ပင်မှာစကားပြောဆက်တက်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်။အထူးလေးချင်ထားတဲ့ခွေးဖြစ်ပြီးသူတို့ရဲ့တခင်ရှိကြောင်းခွေးကပြောပြနေလို့အရန်ကိုအံ့အားသင့်နေခဲ့ရပါတယ်။သူ့ရဲ့နာမည်ကတော့ Dutch လို့ခေါ်ပါတယ်။အဲ့ခွေးရဲ့အဓိကရည်ရွယ်ချက်ဟာငှက်ကြီးကိုခရခံဖို့ဖြစ်ပါတယ်။ Russell ကတော့စကားပြောတတ်တဲ့ခွေး Dutch ကိုသူတို့နဲ့အတူခေါ်ထားရှင်နေကြောင်းကိုကြီးကိုနားချနေပြန်ပါတယ်။တစ်ဖက်မှာတော့တခြားရှာဖွေရေးခွေးတွေဟာရှီယာတိုင်းအနှံ့ခံရင်းဒီနေရာမှာချောကလက်နဲ့လူအနှံ့ရကြောင်းပြောနေကြပါတယ်။Dutch ရဲ့အတန်ဖတ်ဆက်ကနေတဆင့်ကောင်လေးတစ်ယောက်ရဲ့အတန်ကိုကြားခဲ့ရပြီးစတင်ရှီယာခံလိုက်လာခဲ့ကြပါတယ်။ဒီလိုနဲ့အဖိုးကြီးဟာတမ်းမလိုက်လာဖို့အတွက်သူ့ရဲ့ဒုက္ခကအလုံးကိုပြစ်ပြီးဟက်ကောက်ခိုင်းခဲ့ပါတယ်။ Russell ရဲ့ချောကလက်ကိုလည်းပြစ်ပြီးငှက်ကြီးကိုပါတောက်ယူဖို့ပြောလိုက်ပါတယ်။ပြီးတော့မှနှစ်ယောက်သားခီးဆက်လာရင်တဖြည်းဖြည်းနဲ့ခက်ခဲတဲ့လမ်းတွေကိုကျော်ဖြတ်လာခဲ့ကြရပါတယ်။အနားယူဖို့လုံနေတုန်းမှာပဲ Dutch နဲ့ Kevin ဟာသူတို့ရှိကိုပြန်လည်ရောက်လာခဲ့ကြပါတယ်။ညရောက်တော့မိုးအနှင်းငယ်ရွာလာပြီးလေးယောက်သားအိမ်အောက်မှာပဲမိုးခိုရင်အနားယူခဲ့ကြပါတယ်။မနေ့ရောက်တော့ကောင်လေးဟာ Kevin ပျောက်နေလို့ဆိုပြီးလိုက်ရှာနေတော့ Kevin ကအိမ်ခေါင်မိုးပေါ်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။အဝေးတနေရာကနေတခြားငှက်အော်ဒန်တွေကြားနေရပြီးအဲ့ဓာတွေဟာ Kevin ရဲ့ကလေးတွေသူ့ကိုအော်ခေါ်နေကြောင်း Dutch ကပြောပြလိုက်ပါတယ်။ Kevin လည်းအားလုံးကိုနှုတ်ဆက်ပြီးအတန်ကြားတဲ့ဖက်ကိုထောက်ခါသွားခဲ့ပါတယ်။ဒီလိုနဲ့မိုးပြန်ပူပေါင်းတွေဟာတဖြည်းဖြည်းအားလျော့လာပြီး Fredrickson လည်းအမြန်သွားဖို့လိုအပ်နေပြီဆိုတာသိလိုက်ရပါတယ်။ Russell ကတော့ချောကလက်တွေကိုကြည့်ပြီးဝမ်းနည်းနေတော့လက်နဲ့ပုံစံတူစကားပြောဆက်ပါတဲ့တခြားခွေးအဖွဲ့သားတွေဟာရုတ်တရက်ရောက်လာခဲ့ကြပါတယ်။ခွေးကောင်းဆောင်ကြီးဟာငှက်ပင်မှလဲလို့ဓာတ်ကိုမေးနေပြီးဓာတ်ကတော့ငှက်ကြီးမနဲ့ဖြန့်ပြန်လာမယ်လို့ညာပြောလိုက်ပါတယ်။ဒီလိုနဲ့ရှာဖွေရေးခွေးတွေဟာသူတို့ရဲ့တခင်ရှိရာကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။တခြားသောရှာဖွေရေးခွေးတွေအများကြီးရှိပြီးခွေးတွေရဲ့တခင်ဟာထပ်ပေါ်လာခဲ့ပါတယ်။သူကတော့တခြားသူမဟုတ်ပါဘူး။ Fredrickson ငယ်ငယ်ကကြည့်ခဲ့ရတဲ့ရုပ်ရှင်တွေကကဘာလက်စွန့်စားတို့ကြီး Charman ပဲဖြစ်နေခဲ့ပါတယ်။ Charman ဟာမိုးပြန်အိမ်နဲ့ဒီကိုရောက်လာခဲ့တဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးလောင်ရင်လိုက်ပါတယ်။ပြီးတော့မှတယောက်ကိုတယောက်မိတ်ဆက်လိုက်ရပြီး Charman ဟာသူ့ idol ဖြစ်ကြောင်းအရန်အားကျခဲ့ရလူဖြစ်ကြောင်း Fredrickson ကရှင်းပြနေခဲ့ပါတယ်။
ခွေးတွေနဲ့အတူသူတို့ရဲ့ရှားမှန်တော့လိုက်သွားပြီး Spirit of Adventure လို့ခေါ်တဲ့လေသင်္ဘောကြီးကိုတွေးလိုက်ရတော့ Fredricksen လည်းအရန်ကိုပျော်နေခဲ့ပါတယ်။တခြားခွေးတွေဟာ Dust ကိုအထဲပေးမှုဝင်ပဲငှက်ကိုလွတ်လိုက်တဲ့အပြစ်အတွက်အချက်ရစေမဲ့ခေါင်းစွပ်ကိုဆွတ်ပေးလိုက်ပါတယ်။ရင်ကြီးထဲမှာတော့ချားမှန်စုစည်းထားတဲ့ချားပါရှီအောင်မျိုးစိတ်တွေရဲ့အယုတ်စုတွေများစွာကိုထိန်းသိမ်းထားတာတွေ့လိုက်ရပါတယ်။၃ယောက်သားအတူတူညစာစားခဲ့ကြပြီးသူ့ရဲ့အိမ်ကိုရေတံခွန်ဘေးမှာထားဖို့ရောက်လာခဲ့ကြောင်းရှင်းပြနေခဲ့ပါတယ်။ချားမှန်ဟာအခုထိမပြန်သေးပဲရှားပါးငှက်ကြီးကိုအခုချိန်ထိလိုရှင်နေကြောင်း Fredricksen ကိုပြန်လည်ပြောပြခဲ့ပါတယ်။ Rexel ဟာကလေးဆိုတော့နားမလဲပဲကေဗင်နဲ့တူတယ်နော်။သူကချောကလက်အရန်ကြိုက်တယ်လို့ပြောမိလိုက်တဲ့အချိန်မှာချားမှန်ဟာသူတို့ကိုပြန်မလွတ်တော့ပဲဖမ်းဆီးဖို့စတင်လှုပ်ဆောင်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ခေါမိုးဝါကနေကေဗင်ရဲ့အော်ဒန်ကိုကျေတောင်စွာလာလိုက်ရပါတယ်။ချားမှန်ဟာသူအရင်လှုပ်ချင်နေတဲ့ငှက်ကြီးကိုစတင်တွေ့လိုက်ရပါတော့တယ်။ဒီလိုနဲ့အဆောင်ခွေးတွေအားလုံးကိုလွတ်လိုက်ပြီးလိုက်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။နေရောက်တာပြေးဖို့လမ်းပြောင်းနေတော့ဓာတ်ဆော့လာပြီးလမ်းပြပေးလို့အိမ်ကြီးကိုလည်းတွဲလောင်းရှိပြီးထွက်ပြေးလာခဲ့ကြရပါတယ်။ဒုက္ခရောက်နေတော့ကယ်ဗင်ဆင်းလာပြီးနှစ်ယောက်စလုံးကိုကယ်တင်ပေးလိုက်ပါတယ်။အသေးတန်ထွက်ပြေးခဲ့ကြရပြီးရက်ဆယ်ကတော့လေထဲမှာကြိုးတန်းလန်းနဲ့ဖြစ်နေခဲ့ပါတယ်။အားလုံးတစ်ဖက်ကန်းကိုကြော်သွားနိုင်ခဲ့ပြီးကယ်ဗင်ရဲ့ခြေထောက်ကတော့ဒဏ်ရာအကြီးကြီးရသွားခဲ့ပါတယ်။ဒီလိုနဲ့ရက်ဆယ်ဟာကယ်ဗင်ကိုအိမ်ပြန်ပို့ပေးဖို့တောင်းဆိုခဲ့ပြီး Fredricksen လည်းသဘောတူလိုက်ရပါတယ်။ကေဗင်ကိုအိမ်ပြန်ပို့တဲ့လမ်းမှာတော့အရန်ကိုမောင်မိုက်နေပေမဲ့သူတို့မှအရှင်တိတ်မကြံတော့တာမို့မနာပဲခီးဆက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ကေဗင်ရဲ့ကလေးတွေရှိတဲ့နေရာကိုရောက်လာခဲ့ကြပြီးအားလုံးပျော်ရွှင်နေခဲ့ကြပါတယ်။ဒီလိုနဲ့ရုတ်တရက်ကောင်းကင်ဘုံကနေအရင်အောင်တစ်ခုကကေဗင်ဘော်ကိုကြားရောက်လာခဲ့ပါတယ်။ချားမန်ရဲ့လေသင်္ဘောကြီးပေါ်လာပြီးကေဗင်ကိုပတ်ကွန်နဲ့ပြစ်ဖမ်းလိုက်ပါတယ်။ပြင်ဘော်ကနေချားမန်ဆင်းလာပြီး Fredricksen ရဲ့အိမ်ကိုမီးရှို့ပြဖို့စတင်ကြိုးစားပါတော့တယ်။ Fredricksen ဟာသူ့ရဲ့အိမ်မက်တွေကိုမီးထဲကနေရအောင်ဆွဲထုတ်ဖို့ကြိုးစားနေတော့နောက်လိုက်ခွေးတွေဟာကေဗင်ကိုဖမ်းပြီးရင်ပေါ်ခေါ်တင်သွားခဲ့ပြီဖြစ်ပါတယ်။ကံကောင်းစွာနဲ့ပဲမီးကိုငြိမ့်တက်လိုက်နိုင်ပေမဲ့ကေဗင်ကိုတော့ဆုံးရှုံးလိုက်ရလို့ Russell ဟာအရန်ကိုမခံမရနိုင်ဖြစ်နေခဲ့ပါတယ်။နှစ်ယောက်သားစိတ်ပြက်စွာနဲ့ခီးဆက်လာရင်နောက်ဆုံးတော့ရေတံခွန်နားကိုရောက်ရှိလာခဲ့ကြပါတယ်။ကေဗင်ကိုဆုံးရှုံးလိုက်ရတဲ့ Russell ဟာစိတ်ဆိုးပြီးတူရလာတဲ့စုတစ်စိတ်ကိုလွတ်ပစ်လိုက်ပါတယ်။ Fredricksen ဟာအိမ်ထဲကိုဝင်ပြီးအယ်လီရဲ့စွန့်စားခန်းစာအုပ်တွေကိုပြန်ဖတ်ရင်းတကယ်တမ်းတော့အယ်လီလိုရှင်ခဲ့တဲ့စွန့်စားခန်းတွေနဲ့ပြည့်နေနေတဲ့အိမ်ဟာအတိတ်မှာကြံရင့်နေခဲ့ပြီးနှစ်ယောက်သားအမတ်တရတွေဟာစွန့်စားခန်းတွေအဖြစ်စာအုပ်ပေါ်မှာရေးသားထားခဲ့ပြီးဖြစ်ပါတယ်။တယောက်ပေါ်တယောက်ထားခဲ့တဲ့ရှစ်ရှင်းမြစ်တာတွေဖက်တန်းခဲ့ရတဲ့အမတ်တရတွေဟာအယ်လီလိုရှင်တဲ့တကယ်စစ်မှန်တဲ့စွန့်စားခန်းတွေဖြစ်တယ်ဆိုတာနောက်ဆုံးမှာတော့နားလည်သွားခဲ့ပါတယ်။ Russell ကတော့မိုးပြန်ပူပေါင်းတွေကိုခါမှရှိပြီးတယောက်တည်းကယ်ဗင်ကိုကယ်ဖို့အတွက်စတင်ထွက်ခွာသွားခဲ့ပါတယ်။ Fredricksen လည်းအယ်လီရဲ့ဆန္ဒကိုနားလည်သွားပြီးအမြန်ဆုံးလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပေမဲ့ဥပြန်မူကောင်းတွေဟာအားနည်းနေပြီမလို့မပြန်နိုင်ပဲဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့အိမ်ပေါ်ကလေးလံတဲ့ပစ္စည်းတွေအားလုံးကိုပြစ်ချပြီးတသက်စာတန်ဖိုးထားခဲ့ရတဲ့ပစ္စည်းတွေရှေ့ရသူရဲ့အမတ်တရဓာတ်ပုံတွေအားလုံးကိုစွန့်ပစ်လိုက်ပြီး Russell နောက်ကိုလိုက်သွားဖို့မတုံ့မဆိုင်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အိမ်ရဲ့အလေးချိန်ဟာအတော်တန်ပေါ့ပါသွားပြီးမိုးပြန်မူကောင်းတွေနဲ့အတူကောင်းကင်ဘုံကိုနောက်တစ်ချိန်ပြန်တက်နိုင်တော့ခဲ့ပါတယ်။ပဲ့ထိန်နေတော့ရုတ်တရက်တကားခုတ်တန်ကြားလိုက်ရပြန်ပါတယ်။ Russell လို့ထင်ရပေမဲ့တကယ်တော့ခွေးလေး Dust ဖြစ်နေခဲ့ပါတယ်။ Dust ဟာ Fredricksen ကိုတခင်တယောက်လိုသဘောထားတာဖြစ်ပြီးခုတော့သူကိုယ်တိုင်တခင်ဖြစ်ကြောင်းလက်ခံလိုက်ပါတယ်။ Russell ကတော့ကြောက်ရွံ့မှုမရှိဘဲလေသင်းဘောစီကိုအမိလိုက်လာနိုင်ခဲ့ပြီးပွင့်နေတဲ့ပဒင်းပေါက်ကနေဒိုးဝင်နိုင်ခဲ့ပါတယ်။အထဲရောက်တော့အဆောင်ခွေးတွေနဲ့တွေ့ပြီးဆက်ရှင်းမဲ့အဖမ်းခံလိုက်ရပြန်ပါတယ်။အတ္တတွေလွမ်းမိုးနေတဲ့ Charlemagne ဟာကောင်လေးကိုရင်ပေါ်ကနေပြစ်ချဖို့ဒိုးတုပ်ပြီးစီစဉ်ထားခဲ့လိုက်ပါတယ်။ရင်ပေါ်ကနေတဖြည်းဖြည်းချောကျလာတဲ့ Russell ကိုကယ်ဖို့အတွက် Fredricksen ဟာတတိရှိရှိနဲ့ပဲလေသင်းဘောနာကတ်လာကကံကောင်းစွာနဲ့ပဲအရှင်မီကယ်လိုက်နိုင်ပါတယ်။ Russell ကိုယုံချုံတဲ့နေရာမှာထားခဲ့ပြီး Dust နဲ့အတူကယ်ဗင်ကိုကယ်ဖို့အတွက်ရင်ကြီးထဲကိုလိုက်သွားခဲ့ကြပါတယ်။အထဲမှာတော့အဆောင်ခွေးတွေနဲ့ပြင်းနေနေတာမလို့တခြားလမ်းကနေရှောင်ပြီးကယ်ဗင်စီကိုရောက်အောင်သွားလိုက်နိုင်ပါတယ်။အောက်မှာလည်းအဆောင်ခွေးတွေအများကြီးဟာကယ်ဗင်ကိုစောင့်ကြည့်နေကြပြီးဘာလို့ရမလဲစဉ်းစားနေတော့ Dust ကဒုတ်ကောက်နားကအလုံးကိုကိုက်နေတာကြည့်ပြီးအကြံတစ်ခုရသွားခဲ့ပါတယ်။ချီတက်တဲ့ကိုပဲဝင်သွားပြီးဘောလုံးကိုကောက်ဖို့အတွက်အဝေးကိုလမ်းပစ်လိုက်ပါတယ်။ခွေးတွေအားလုံးလူကောက်နေတော့တကားကိုပိတ်လိုက်ပြီးကယ်ဗင်ကိုကယ်ထုတ်လိုက်ပါတယ်။ Russell ကတော့လိုက်သွားရှင်လို့ရုံးကန်ရင်းနဲ့ပဲမတော်တဆအောက်ကိုပြုတ်ကျသွားပြီးရေပိုက်နဲ့တန်းလန်းဖြစ်နေပါတယ်။ဒါကိုမြင်တော့တဲ့ Charlemagne ဟာအိမ်ကိုပြစ်ရှောက်ဖို့အတွက်အဆောင်ခွေးတွေကိုအမိတ်ပေးလိုက်ပြီးခွေးတွေဟာလည်းအထူးချက်လျင်အသေးစားတွေနဲ့ Russell ကိုလာရောက်တိုက်ခိုက်ကြပါတော့တယ်။ရင်ကြီးထဲမှာတော့ Fredricksen ကိုအနောက်ကနေဓာတ်နဲ့ခုတ်ဖို့လုပ်နေတော့ Dust ကကယ်ပေးလိုက်လို့ Dust ပါအခန်းထဲပိတ်ခံလိုက်ရပါတယ်။နှစ်ယောက်စလုံးဟာခါကိုင်းနေပြီမို့လက်နက်ကိုကောင်းကောင်းမသုံးနိုင်ပဲတိုက်ခိုက်နေကြရပါတယ်။ဒါဟာထပ်ပြီးင်းနဲ့ရင်ရဲ့ခလုတ်တစ်ခုကိုမတော်တဆနှိမ့်မိသွားခဲ့ပါတယ်။ရင်ကြီးလည်းပြောင်းပြန်ဖြစ်ပြီးဖျုတ်ဖျဲတွေစတင်ဖြစ်နေပါပြီ။
Ferguson နဲ့ Kevin တို့လည်းအခွင့်ကောင်းယူပြီးရင်ပေါ်ကနေထွက်ပြေးဖို့ကြိုးစားနေတုန်းခွေးကောင်းဆောင်ကိုဓာတ်ဟာအချက်ရစေတဲ့ခေါင်းစွပ်ဆွတ်ပစ်လိုက်တဲ့အချိန်မှာတော့ခွေးအားလုံးခေါင်းဆောင်ပျောက်သွားပြီးဓာတ်ဟာခွေးအားလုံးရဲ့ခေါင်းဆောင်ဖြစ်သွားခဲ့ပါတယ်။ Russell ကတော့အိမ်ပေါ်ကိုရောက်အောင်တက်ပြီးရင်ကြီးနားကိုကတ်မောင်းလာခဲ့ပါတယ်။အားလုံးလွတ်မြောက်ခါနီးမှာပဲ Sharman ဟာတနက်နဲ့မိုးပြန်ပူပေါင်းကိုပစ်ခွဲလိုက်ပါတယ်။အိမ်ကြီးလဲရင်ပေါ်တင်ပြီးတန်းလန်းဖြစ်နေပါတော့တယ်။ဘယ်တော့မှလက်မလျှော့တဲ့ Sharman ဟာအိမ်ထဲကိုတနက်နဲ့ဝင်လာခဲ့တဲ့အချိန်မှာတော့ Ferguson လည်းအကြံတစ်ခုရသွားပြီး Kevin ကိုချောကလက်ထုတ်ပြလိုက်ပါတယ်။ချောကလက်မြင်ရင်မနေနိုင်တဲ့ Kevin ဟာပဒင်းပေါက်ကနေရုတ်တရက်ပြေးထွက်သွားပြီး Sharman ဟာလည်းဘူပေါင်းနဲ့ညှိကအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ Ferguson လည်းရေပိုက်ကားကိုအချိန်မီဆွဲလိုက်နိုင်ပြီးအားလုံးကိုကယ်လိုက်နိုင်ပါတယ်။သူတို့ရဲ့မိုးပြန်အိမ်ကတော့ဘူပေါင်းတွေတိတ်မကြံတော့တာမို့တဖြည်းဖြည်းချင်းနဲ့ပဲအောက်ကိုကျသွားခဲ့ရပါတယ်။အားလုံးလည်းအိမ်ပြန်လမ်းမှာ Kevin ရဲ့မိသားစုနဲ့ဆုံတွေ့ခဲ့ရပြီး Kevin ကိုနှုတ်ဆက်ရင်းနဲ့ပဲအိမ်ကိုထွက်ခွာလာခဲ့ကြပါတယ်။ Russell ရဲ့ကျောင်းစုဝေးပွဲမှာတော့စူးစမ်းလေ့လာရေးတစိမ့်အားလုံးကိုစုဆောင်းနိုင်ခဲ့ပြီးကိုယ်တိုင်တစိမ့်ပေးကမ်းမဲ့မိဘတွေမလာတဲ့ Russell အတွက် Ferguson ဟာတစိမ့်ကိုလာရောက်ပေးအပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Ellie ရဲ့အိမ်မက်ထဲကအိမ်လေးဟာအရန်ကိုလှပတဲ့နိဗ္ဗာန်ရေတံခွန်စီမှာပဲပြန်လည်ကျရောက်သွားပြီးဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်